မင်္ဂလာပါဒေါက်တာဇော်နိုင်ထွန်းပါဆရာကူ Jesus Skin မန္တလေးစိတ်ကမ်းမှာရှိပါတယ်အဲ့တော့ဆရာရဲ့လှပရေးရနှာခေါင်းခွဲစိတ်မှုတွေအားလုံးပေါင်းပေါ့နော်စိန်ရတု10ချိန်ပြည့်သွားပြီပေါ့နော်အဲ့တော့ကြီးကျယ်ခန်းခန်းနာပြောရရင်ပေါ့နော်မြန်မာစကားနဲ့ဆိုရင်စိန်ရတု10ချိန်ပြည့်သွားပြီကိန်းကနန်းအရေးအတွက်အရာဆိုရင်ဆရာတို့က950ပြည့်သွားပြီပေါ့နော်အရောက်950ပြည့်ပြီဆရာနှာခေါင်းအလှပရေးရခွဲစိတ်မှုပြုလုပ်ပေးလာတာခွဲစိတ်မှုပေါင်း950ပြည့်သွားပြီပေါ့နော်ခုနကတော့နှာခေါင်းဘေးကားခြင်းလောက်ရပါတယ်အဲ့တော့နှာခေါင်းဘေးကားခြင်းကဒီ950ထဲမှာဆရာအများဆုံးလောက်ရတဲ့ခွဲစိတ်မှုပါအဲ့တော့အလားပါရနှာခေါင်းခွဲစိတ်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာဆရာနှာခေါင်းဆီလီကွန်ထည့်တာပါတယ်နှာခေါင်းဆီလီကွန်ပြန်ထုတ်ရတာတွေပါတယ်နှာခေါင်းကြိုးထုတ်ရတာတွေပါတယ်နှာခေါင်းဘေးကားခြင်းပါတယ်နားအယိုးနုနဲ့နှာခေါင်းထိတ်ချွန်ရတာပါတယ်နှာခေါင်းပေါ်မှာအဲ့လိုမျိုးပေါ့နော်အမာရွတ်ဖြစ်နေတာတို့နော်ကီလွိုက်မန်ဒီထားနေလို့ဖယ်ချုပ်ရတာတို့ဒါမျိုးတွေပေါ့နော်အဲ့တော့နှာခေါင်းနဲ့ပတ်သက်ပြီးအလားပါရေးရခွဲစိတ်မှုစုစုပေါင်းအခုလှုပ်လိုက်တဲ့တယောက်နဲ့ဆိုဆရာ950မြောက်ပြည့်သွားပြီပေါ့နော်အဲ့တော့ဒီနှစ်ထဲမှာကိုဆရာအခုဧပြီလကုန်ကန်ဒီနေ့ဆို29ရက်နေ့ပေါ့နော်ဧပြီလ29ရက်နေ့အထိကို2026အတွင်းမှာနှာခေါင်းခွဲစိတ်မှုပေါင်း82ယောက်ရှိသွားပြီ2025တုန်းကကျတော့တစ်နှစ်လုံး100နဲ့မှ29ယောက်ခွဲခဲ့တယ်ပေါ့နော်အဲ့တော့2025တစ်နှစ်လုံးရဲ့တဝက်ကျော်သွားပြီပေါ့နော်ဧပြီလ29ရက်နေ့ပဲရှိသေးတယ်အဲ့တော့ဆရာ2025 2026တရက်နေ့တုန်းကလားမသိဘူးNew Year နေ့တုန်းကဆရာ2025တုန်းကခွဲထားတဲ့တိုတယ်ပေါ့နော်စုစုပေါင်းအရေးအတွက်တွေတင်ထားတာရှိတယ်အဲ့ဒီမှာဆိုရင်နှာခေါင်းခွဲစိတ်မှုတွေအားလုံးပေါင်းလိုက်ရင်129ယောက်ဒီနှစ်2026ကအခုလက်ရှိဒီနေ့အထိ82မှာ2ယောက်ပေါ့နော်အဲ့နှစ်ခုပေါင်းရင်ကိုဆရာတို့က200ကျော်သွားပြီအဲ့တော့ပြီးခဲ့တဲ့ဆရာ2019ကတည်းကနေဒီအလှပရေးရာခွဲစိတ်မှုတွေလုပ်လာတယ်အဲ့ဒီမှာနှာခေါင်းခွဲစိတ်မှုတွေ2019ကနေ2024အထိ6နှစ်ပေါင်းလိုက်မယ်ဆိုရင်900ကျော်ပေါ့နော်အဲ့တော့အားလုံးပေါင်းလိုက်တော့ဒီခုနကတော့ခွဲပြီးသွားတယ်နှာခေါင်းဘေးကချင်းတယောက်ပေါင်းလိုက်တော့950ပြည့်သွားတာပေါ့နော်အဲ့တော့မြန်မာပေါ့ကိန်းကနန်းတွေကိုဆရာတို့ကရက်တုတွေနဲ့ခိုင်းနိုင်ပြီးတော့အဖိုးတန်ပစ္စည်းတွေနဲ့ခိုင်းနိုင်ပြီးရက်တုဆိုပြီးသတ်မှတ်ကြတာပေါ့နော်အဲ့တော့25နှစ်ပြည့်ရင်ငွေရက်တုနှစ်90ပြည့်ရင်ရွှေရက်တု85နှစ်ပြည့်ကိုစိန်ရက်တုလို့သတ်မှတ်တာပေါ့နော်မြန်မာရှေးမြန်မာတွေကလေးอ่ะပေါ့နော်အဲ့တော့ဆရာက950ပြည့်သွားတာဆိုတော့စိန်ရက်တု10ချိန်ပြည့်သွားတာပေါ့နော်အဲ့တော့ယတုဆက်တို့ဘာလို့ဆိုတဲ့စကားရှိတယ်လीเนาะရှေးမြန်မာလူတွေကတည်းကခေတ်ဆက်သုံးခဲ့ကြတဲ့စကားအသုံးတော့ပေါ့ဥပမာမင်္ဂလာနှစ်ပတ်လေ25နှစ်မြောက်ဆိုရင်ငွေယတုပေါ့နော်မင်္ဂလာနှစ်ပတ်လေနှစ်90ပြည့်ဆိုရင်ရွှေယတုပေါ့ဒါမှမဟုတ်လေဒီကုမ္ပဏီတည်ထောင်တာလုပ်ငန်းတစ်ခုလုပ်တာဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုကနှစ်60ပြည့်သို့မဟုတ်85နှစ်ပြည့်ဆိုရင်ဆရာတို့ကစိန်ယတုလို့ခေါ်ကြတာပေါ့နော်ဂျားထဲမှာကြောက်စိန်တွေဗရန်များတွေနီလာတွေအများကြီးတော့ရှိတယ်ပေါ့နော်ပလဲရတုဆိုတာလည်းရှိတယ်အဲ့ဒီကိန်းကနန်းတွေထက်ပိုပြီးမှတ်ရလွယ်တာ25 50 85ပေါ့နော်အဲ့တော့25နှစ်ပြည့်ကိုငွေရတုနှစ်90ပြည့်ကိုရွှေရတု85နှစ်ပြည့်ကိုစိန်ရတုလို့ခေါ်တယ်တချို့ကလည်းနှစ်60ပြည့်ကိုစိန်ရတုလို့ခေါ်တယ်ပထမစိန်ရတုပေါ့နော်85နှစ်ပြည့်ကိုကျတော့ဒုတိယစိန်ရတုလို့ခေါ်တယ်ဒါပေမဲ့နှစ်60ပြည့်ရော85နှစ်ပြည့်ရောစိန်ရတုအတူတူပဲပေါ့နော်အဲ့တော့ဆရာရဲ့နှာခေါင်းခွဲစိတ်မှုစုစုပေါင်း950ပြည့်သွားတဲ့အတွက်ကြောင့်မလို့85နှစ်ပြည့်စိန်ရတုဆိုရင်ဆရာတို့ကစိန်ရတု10ချိန်ပြည့်သွားတယ်ဆိုပြီးတော့ဆရာဒီရတုဆိုတဲ့စကားနဲ့ဆက်ပြီးတော့လာပြောပြတာပေါ့နော်အဲ့တော့ရတုသတ်မှတ်ထားတဲ့နှစ်အလိုက်ဇယားလေးတွေရှိတယ်ပေါ့နော်အဲ့တော့Facebook မှာလည်းရှာကြည့်လို့ရတယ်เนาะGoogle မှာလည်းခောက်ပြီးတော့ရှာကြည့်လို့ရတယ်เนาะအဲ့တော့ကိုလုပ်ငန်းလုပ်နေတာပဲဖြစ်ဖြစ်ဖွဲ့စည်းတစ်ခုတည်ထောင်ထားတာပဲဖြစ်ဖြစ်ကိုလုပ်တဲ့အလုပ်ရဲ့အရေးအတွက်ပေါ့เนาะအဲ့ဒီအရေးအတွက်လေးတွေကိုရှာအခုပြောပြသလိုပဲရတုပေါ့เนาะအရှိမအဖို့တန်ကြောက်မြတ်ရတနာတွေချွေငွေတွေနဲ့ခိုင်းနိုင်ပြီးတော့ရတုဆိုတဲ့စကလုံးလေးကိုသုံးပြီးတော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဘ ഹു တုဒအနေနဲ့ဒီယတုအနေနဲ့သတ်မှတ်ထားတဲ့အကြောင်းအရာလေးလာပြောပြတာပါเนาะအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်